ဂေါ်တန်မြို့ရဲ့လမ်းမတွေကိုဖျက်ဆီးပြီးအမောင်တို့ထဲမှာတရားမျှတမှုကိုဖော်ဆောင်နေတဲ့ဗန်မန်းကိုမြင်အောင်ကြည့်လိုက်ပါသူစီးတဲ့ဆိုင်ကကြီးမားထည်ဝါပြီးတော့ခင်မိတဲ့ဘတ်ဘော့ကိုရောမှတ်မိကြရလားအဲ့ဒီဘတ်ဘော့လိုဆိုင်ကမျိုးကိုမြို့ပြကြီးတွေရဲ့ high tech workshop တွေမှာမဟုတ်ပဲရုပ်ရှင်နဲ့ကျေးလက်တော်ရွာလေးတနေရာကလက်မှုပညာရှင်တယောက်ကသူ့ရဲ့လက်နဲ့ကိုယ်တိုင်ဖန်တီးခဲ့တဲ့ဆိုရင်ပရိသတ်ကြီးယုံကြည်ပါမလားဗျဒီနေ့ကျွန်တော်တို့ပြောပြချင်တာကတော့အင်ဒိုနီးရှားနိုင်ငံကကျေးရွာတရွာမှာနေတဲ့အင်မတန်ထူးခြားတဲ့လက်မှုပညာရှင်တဦးရဲ့ဆရာထက်သန်မှုအကြောင်းပဲဖြစ်ပါတယ်သူရဲ့နာမည်ကိုအတိအကျမသိရပေမဲ့သူရဲ့လက်ရာကတော့ကဘာကိုလောက်ခတ်စေခဲ့ပါပြီ။သူကတော့သူရဲ့စွန့်ပစ်ပစ္စည်းတွေနဲ့စုပ်ပြတ်နေတဲ့ဆိုင်ကယ်စိတ်ပိုင်းတွေကိုအသုံးပြုပြီး The Dark Knight ရုပ်ရှင်တွေကဘတ်ဘော့ကိုအသက်သွင်းခဲ့တာပါ။စဉ်းစားကြည့်ပါပရိသတ်ကြီးခင်မိတဲ့ဆက်ပစ္စည်းတွေငွေကြေးအများကြီးမရှိဘဲသူရဲ့စိတ်ကူးနဲ့လက်စွမ်းတတိတစ်ခုတည်းနဲ့ဒီလိုအေယာမဆိုင်ကယ်ကြီးကိုဖန်တီးနိုင်ခဲ့တဲ့ဆိုတာလေးစားစရာပါ။ဒီဆိုင်ကယ်ရဲ့ဒီဇိုင်းကိုကြည့်ရင်မူရင်းဘတ်ဘော့ရဲ့ပုံစံအတိုင်းလုံးဝကိုတူညီအောင်ဖန်တီးထားတာကိုတွေ့ရပါတယ်။အထူးခြားဆုံးကတော့ဆိုင်ကယ်ရဲ့ဘိန်းတွေပါပဲ။ဒါမှဆိုင်ငယ်ဘိန်းတွေထက်အများကြီးကိုပိုကြီးမားပြီးတော့ရှေ့ဘိန်းနဲ့နောက်ဘိန်းနှစ်ခုစလုံးကအေယာမာဘိန်းကြီးတွေဖြစ်နေတာပါကြီးမားတဲ့ထုထည်ရှိတဲ့ဒီဘိန်းတွေကိုတက်ဆင်နိုင်ဖို့ဆိုတာမလွယ်ပါဘူးပုံမှန်ဆိုင်ငယ်ရဲ့ကိုယ်ရဲ့ frame တွေကဒီဘိန်းထံကိုခံနိုင်မှာမဟုတ်ပါဘူးဒါကြောင့်သူကဆိုင်ငယ်ကိုယ်ကိုပါအစားဆုံးပြန်လဲဒီဇိုင်းဆွဲပြီးတော့တန်တွေစက်မှုပစ္စည်းအဟောင်းတွေကိုအသုံးပြုလို့အသစ်ပြန်လဲပုံဖော်ခဲ့ရပါတယ်ဆိုင်ကယ်ရှေ့ပိုင်းမှာတက်ဆင်ထားတဲ့စစ်ဘက်သုံးပုံစံမျိုးစုံလက်နက်စနစ်အတူတွေခင်မိတဲ့စက်ပစ္စည်းပုံစံအသေးစိတ်အချက်လက်တွေကလည်းဘရိတ်တက်ကိုတန်တော်ဖြစ်စေပါတယ်ဘတ်ဘော့ရဲ့ထူးခြားချက်ဖြစ်တဲ့မောင်းနေသူကိုရှေ့ကိုမှောက်လျက်အနေထားနဲ့မောင်းနေစေတဲ့ပုံစံကိုလည်းအတိအကျအထူးယူထားပါတယ်။ဒီလိုထူးထည်ကြီးမားတဲ့ဆိုင်ငယ်တစ်စီးကိုလမ်းပေါ်မှာမောင်းနေရတာကစွန်စားကန်တစ်ခုလိုပါပဲ။အထူးသဖြင့်ကွေးတဲ့အခါဒါမှမဟုတ်အရှိန်လျှောတဲ့အခါမှာတာမန်ဆိုင်ငယ်တွေနဲ့ရှင်ရင်အများကြီးကိုပိုခက်ခဲတာပေါ့။ဒါပေမဲ့ဒီလိုကတော့ဒီလိုခက်ခဲတွေကိုဂရုမစိုက်ဘဲနဲ့သူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ခဲ့တာပါ။သူ့ရဲ့ဒီ project ကရိုးရိုးဆိုင်ငယ်တစ်စီးဖန်တီးတာတက်ပို့ပါတယ်။ဒါဟာဆရာထက်သန်မှုနဲ့လက်မှုပညာအပေါ်ထားရှိတဲ့မြတ်တာကိုဖော်ပြနေတာပါ။ပစ္စည်းရှားပါမှုငွေကြေးအခက်အခဲတွေကိုလက်စွမ်းရှိတဲ့တီထွင်ဖန်တီးနိုင်တဲ့ဉာဏ်ပညာနဲ့ဘယ်လိုကျော်လွှားနိုင်လဲဆိုတာကိုပြသနေတာပါဒီဆိုင်ငယ်ကြီးကိုသူ့ရဲ့ကျေးရွာလမ်းတွေပေါ်မှာစီးနှင်းလိုက်တဲ့အခါဘဝဝင်ချင်းကလူတွေကတန်တော်တကြီးနဲ့ဝိုင်းဝန်းကြည့်ရှုကြပါတယ်။ online မှာဒီဗီဒီယိုပြန်သွားတဲ့အခါမှာလည်းသူ့ကိုကဘာတဝန်းကနေချီးကျူးဂုဏ်ပြုစကားတွေရရှိခဲ့ပါတယ်။တယောက်တည်းရိုးရိုးလေးနေထိုင်တဲ့ကျေးလက်လူငယ်တယောက်ရဲ့စိတ်ကူးအိမ်မက်တစ်ခုကနေကဘာကျော်တဲ့လက်ရာတစ်ခုဖြစ်လာခဲ့တာကတကယ်ကိုစိတ်လှုပ်ရှားစရာပါ။ပရိသတ်ကြီးလည်းကိုမှရှိတဲ့အရင်မြင့်နေနေလေးနဲ့ဘလို့အကြီးစားလက်ရာတွေဖန်တီးနိုင်တယ်ဆိုတာကိုဒီဗီဒီယိုလေးကနေသင်ခန်းစာရခဲ့မယ်လို့ထင်ပါတယ်။တကယ်တော့စိတ်ကူးအိမ်မက်တစ်ခုကိုအကောင့်ထဲပေါ်ဖို့အတွက်အကောင်းဆုံးစက်ကရိယာတွေမလိုအပ်ပါဘူး။လိုအပ်တာကမလျှော်သောဇွဲလုံးလားနဲ့စုံစားရတဲ့တတိပဲဖြစ်ပါတယ်။ဒါဆိုရင်ပရိသတ်ကြီးရေဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ DIY ဖန်တီးမှုတွေနဲ့ပတ်သက်ပြီးပရိသတ်ကြီးရဲ့အမြင်တွေကိုလည်းမှတ်ချက်ပေးခဲ့ကြပါအောင်နော်။နောက်ထပ်ဘလို့ထူးခြားတဲ့ဗီဒီယိုတွေကိုကြည့်ကျင်သေးလဲဆိုတာပြောပြခဲ့ရင်ကျွန်တော်တို့ထပ်ပြီးတင်ဆက်ပေးသွားပါမယ်။